တကယ်အောင်မြင်နေတဲ့လူတွေနေတဲ့လောက်ကျွတ်ကျွတ်ဆဆလောက်နေတဲ့လူတွေကိုမြှကြည့်ပါသူတို့အလောက်လောက်ဖို့အတွက် motivation မလိုဘူးဆိုတာပါပဲကျွန်တော်တို့ကအလောက်တစ်ခုလောက်ဖို့အတွက်စက်ရှိမှလောက်မယ်စိတ်ပါမှလောက်မယ်ဆိုပြီး motivation ရှိနေမဲ့အရှင်ကိုစောင့်နေတတ်ကြပါတယ် motivation ဆိုတဲ့အရာကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ဒီ site update ကြဆိုမဲ့ video ကိုကြည့်ပြီးသိလာတယ်ဒါပေမဲ့အဲ့ဒီလိုအရာမျိုးက9မိနစ်မကြာပါဘူးပြန်ပြီးကြောက်တော့ပါတယ်ဒါပေမဲ့ motivation မလိုတဲ့လူတကယ်အဖြစ်ရှိတဲ့လူတွေက motivation ရှိမရှိလောက်စရာရှိတာကိုထပ်လောက်ကြတာများပါတယ်ဒါပေမဲ့ motivation မလိုတဲ့လူတွေတကယ်အဖြစ်ရှိတဲ့လူတွေကဒီ motivation ရှိမရှိကိုလောက်စရာရှိတဲ့အရာကိုရှိနဲ့ထပ်လောက်ကြပါတယ်ဘာလို့လဲဒီလားသူတို့သိထားတဲ့အရာတစ်ခုက motivation ဆိုတဲ့အစွမ်းထက် discipline လို့ခေါ်တဲ့ကိုယ့်ရဲ့စိတ်ကရှက်အကြောင်းသူတို့ကကိုယ်ပိုင်စိတ်ကရှက်ရှိနေလို့ဖြစ်ပါတယ်သူတို့ကမွေးရရင်လေးလောက်တယ်စက်ညင်နေလေးလောက်တယ်ပိန်မနေလေးထားလောက်ပါလေသူတို့သိထားတာတစ်ခုကတော့သူတို့ကစက်ခံစားချက်ပုံမှာအလောက်တာမဟုတ်ပါဘူးသူတို့ကအလေးထားပုံမှာလောက်တာပါကျွန်တော်တို့ဘဝကိုပြောင်းလဲပြနေတာကလေဒီစက်ကူအမြတ်တွေမဟုတ်ပါဘူးကျွန်တော်တို့နေတိုင်းလောက်နေတဲ့ဒီအလေးထားတိတိလေးတွေပဲဖြစ်ပါတယ်ကိုကအဖြစ်ရှိတဲ့လူတို့ဖြစ်ရှင်တယ်အောင်မြင်ရှင်တယ်ဆိုရင်ဒီ site update ကြစမဲ့ motivation ကိုလိုက်မရှာပါနဲ့ကိုယ့်ရဲ့အလေးချင်းကိုကိုယ့်ရဲ့စိတ်ကချက်တွေကိုဒီဆောင်ပါဒီနေ့ကစပြီးတော့ကိုက motivation မလိုတဲ့လူတယောက်ဖြစ်အောင်ကြိုးစားရှိပါအားလုံးပဲကံကောင်းကြပါစေ